ရေပြားမှာအဖက်တွေလန်းနေတာနီနေတာရဲနေတာခြောက်သွေ့နေတာတွေးလို့ရှိရင်နှင်းကူလိုပဲထင်နေတော့မလားအမှန်တော့ဒီလိုလက္ခဏာတွေတွေးလို့ရှိရင်နှင်းကူအပြင်ကိုလေ psoriasis လို့ခေါ်တဲ့ကြိုပွေးနာလည်းဖြစ်နေနိုင်ပါတယ်အခုပုံထဲမှာတွေ့ရတယ်လို့ပေါ့ဥယျာဉ်ပြားဆန်ဆက်တွေမှာတွေ့ရတတ်တယ်တထောင်ဆဲလိုနေရာတွေနောက်ဂုတ်ကဆန်ဆက်တွေလိုနေရာမျိုးတွေမှာတွေ့ရတတ်တယ်မင်္ဂလာပါရှင်ဒေါက်တာခင်မိုးဦးပါအခုဗီဒီယိုလေးမှာတော့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာအတွေ့ရများပြင်မဲ့ဖြစ်နေတယ်လို့ထင်ရတဲ့ psoriasis လို့ခေါ်တဲ့ကြိုပွေးနာဒါအပြင်ကိုကြိုပွေးနာမှာလည်းအမျိုးအစားတွေအများကြီးရှိတဲ့အတွက်ကြောင့်ဒီအမျိုးအစားတွေအကြောင်းကိုလည်းရှင်းပြသွားပါမယ်ပထမတစ်ချက်ကတော့အဖက်လိုက်ဖြစ်တဲ့ psoriasis လို့ခေါ်တဲ့ plaque psoriasis ပေါ့ဒီအမျိုးအစားကကြတော့ဒူးတွေတထောင်စစ်တွေခါးတွေဥယျာဉ်ပြားတွေမှာအတွေ့ရများပြီးတော့အရေပြားကနှီးရဲပြီးတော့အပေါ်ကငွေရောင်လိုအကြေးခွန်တွေဖုံးနေတာမျိုးဖြစ်တတ်ပါတယ်ဒါကတော့ပထမအမျိုးအစားတွေ့ရတဲ့တဲမှာလဲသူကအများဆုံးပေါ့နော်ကျန်တဲ့အမျိုးအစားတွေလည်းတွေ့တော့တွေ့ရတယ်ဒါပေမဲ့ဒီအမျိုးအစားတွေ့ရတာအများဆုံးဖြစ်ပါတယ်ဒုတိယအမျိုးအစားကကြတော့ guttate psoriasis လို့ခေါ်တယ်။သူကအဆက်အပြောက်ပုံစံ psoriasis အထူးသဖြင့်တော့ကလေးတွေနဲ့လူငယ်တွေမှာအဖြစ်များပြီးတော့ခန္ဓာကိုယ်ပေါ်မှာရေစက်လိုမျိုးအဆက်အပြောက်လေးတွေအနီးအဆက်ဆက်လေးတွေထွက်လာတဲ့အမျိုးအစားဖြစ်ပါတယ်။အခုလိုပုံထဲမှာတွေ့ရသလိုမျိုးဒီကြောကုန်းတွေပေါင်တွေအဲ့လိုနေရာတွေမှာအဖြစ်များတယ်။သူကကြတော့အပြင်လိုက်ကြီးမဟုတ်ပဲနဲ့အဆက်ဆက်လေးတွေဖြစ်တဲ့လို့ guttate psoriasis ဆိုပြီးတော့နာမည်ပေးထားတာပါတတိယတစ်မျိုးကတော့ inverse psoriasis လို့ခေါ်တဲ့အရေပြားတွန့်တဲ့နေရာတွေမှာဖြစ်တဲ့ဒီရင်သားအောက်တွေမိန်းကလေးတွေဆိုရင်သားအောက်တွေဂျိုင်းကြားပေါင်ချမ်းစားတဲ့နေရာတွေအရေပြားချင်းထိဆက်နေတဲ့နေရာတွေခောက်နေတဲ့နေရာတွေတွန့်နေတဲ့နေရာတွေမှာအဖြစ်များတာသူကကြတော့အကြေးကိုမရှိဘူးအဖက်တွေမလန့်ဘူးပေါ့အကြေးကိုမရှိဘူးဆိုတာလေနီရဲပြီးတော့ချုံမွတ်နေတဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ်ဒါကတော့ရင်သားအောက်မှာဖြစ်တဲ့နမူနာပြတာပါဒါကတော့မှုန်နဲ့လည်းနည်းနည်းတူတယ်ကန်တီတာလို့ခေါ်တယ်လေမှုန်နဲ့လည်းနည်းနည်းဆင်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီ psoriasis ရှိရဲ့သူတွေလိုက်နာရမယ်ကျန်းမာရေးအကြံပြုချက်တွေ psoriasis ရှိတဲ့လူတွေသက်သာအောင်ဘာတွေလုပ်လို့ရလဲကိုဆက်ပြီးတော့ရှင်းပြသွားပါမယ်ပထမတစ်ချက်ကတော့အရေပြားကိုလုံးဝအချောက်မခံပါနဲ့အချောက်သွေ့မခံပါနဲ့နည်းနည်းလေးခြောက်လာပြီဆိုတာနဲ့အစီတစ်ခုခုလိမ် moisturizer သို့မဟုတ်အဆိုတက်လိမ်တဲ့ cream ကိုစနစ်တကျလိမ်ရေချိုးပြီးတဲ့အချိန်ကတော့မဖြစ်မနေလိမ်ရေတုပ်ပြီးတာနဲ့ချက်ချင်းကိုလိမ်ဘာလို့လဲဆိုတော့ရေချိုးလိုက်လို့ရှိရင်ခန္ဓာကိုယ်ကငကိုရှိပြီးသားအစီတွေကဒီဆက်ပြာနဲ့တူတူသူကပါသွားပြီးပြီဆိုတဲ့အတွက်ကြောင့်အဲ့ဒီချိန်ကအရေပြားကအချောက်ဆုံးချိန်ဖြစ်နေပြီဒီချိန်မှာ moisturizer ကိုအမြန်ဆုံးလိမ်ပေးဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်တော့ယောဂကြွတာတွေနည်းနည်းတက်တာမှာပေါ့ဒုတိယတစ်ချက်ကတော့စိတ်ဖိစီးမှု stress ကို short ချပါဒီ psoriasis ဆိုတဲ့ဂျိုပွေးနာယောဂကစိတ်ဖိစီးမှုနဲ့ဓာတ်ရိုက်သက်ဆိုင်နေတာမျိုးရှိတယ်စိတ်ပူပန်သောကများတာစိတ်ညစ်တာအေးပြတ်တာတွေရှိလို့ရှိရင်ယောဂကိုပိုပြီးကြွစေတဲ့အတွက်ကြောင့်စိတ်ပူပန်သောက short ပေးနိုင်မယ်ဆိုလို့ရှိရင်เนาะ psoriasis ကိုပိုပြီးတော့တက်တာစေတယ်စိတ်သောကဘာနည်းနဲ့ short လို့ရလဲဆိုတော့ဘာသာရေးရ short တာမျိုးရှိတယ်ဥပမာပတိစိတ်တာတို့တရားထိုင်တာတို့နောက်အားကစားလုပ်တာတချင်နာထောင်တာကိုဝါသနာပါတာလေးလုပ်တာဒါတွေကလည်းစိတ်ပူပန်သောကကိုအတိုင်းအတာတစ်ခုထိ short ချပေးနိုင်တဲ့အတွက်ကြောင့်ဒီစိတ်သောကများလို့ရှိရင်psoriasis ကပို့ပြီးတော့ကြွတတ်တယ်ဒါကြောင့် size ကို short ပေးနိုင်လို့ရှိရင် psoriasis ကတက်တာတယ်ပေါ့တတိယချက်ကတော့အရေပြားကိုကုတ်ဖဲ့တာအဖက်တွေခွာတာမျိုးမလုပ်ပါနဲ့အဖက်တွေကခွာလေးပို့ပြီးတော့ထွက်လာလေးများသောအဖြစ်တော့လူတွေကကြတော့အရေပြားကအဖက်တွေလန်နေတာအသေးရတယ်အသေးရတော့ခွာလိုက်တော့ခဏတော့သူကရှင်းသွားတယ်လို့ထင်ရတယ်ဒါပေမဲ့သူကပြန်ပြီးတော့ပွားလာတယ်ပြန်ပြီးတော့အဖက်တွေပို့ပြီးတော့လန်တက်တယ်ပေါ့ထင်နေကြတာကကြတော့ psoriasis ယောဂကသူကကူးဆက်တယ်ပေါ့ဒီနေရာလဲထွက်လာပြီဟိုနေရာလဲထွက်လာပြီမဟုတ်ဘူးเนาะဒါကိုယ်တဲကနေထွက်တာပြင်ပနေကူးတာလည်းမဟုတ်သလိုကိုယ်စီကနေပြီလဲသူများကိုကူးတာမျိုးမဟုတ်ပါဘူးအဲ့တော့အနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်တော့ psoriasis ကစနစ်တကျထိန်းချုပ်ကုသလို့ရတဲ့အမျိုးအစားတစ်ခုဖြစ်ပြီးတော့သူ့ရဲ့အမျိုးအစားလိုက်ကုသမှုတွေကလည်းမတူညီတဲ့အတွက်ကြောင့်နီးစပ်ရအရာပြအရေးပြားဆရာဝန်ဒါမှမဟုတ်တကြွနားလည်တဲ့ဆရာဝန်တွေနဲ့တေချာတိုင်ပင်ဖို့တိုက်တွန်းချင်ပါတယ်
အခုလိုမျိုးလူတိုင်းသိထားတဲ့အရေးပြားကျန်းမာရေးနဲ့အထွေထွေကျန်းမာရေးဗဟုသုတတွေကိုအမြဲတမ်းလေ့လာနိုင်ဖို့အတွက်ကျမရဲ့ YouTube channel လေးကို subscribe လုပ်ထားပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြပါအောင်နားထောင်တဲ့ပရိသတ်တို့စီမှာရောအခုလိုအရေးပြားလက္ခဏာမျိုးတွေရှိနေလို့ရှင်လဲ comment မှာမျှဝေခဲ့လို့ရပါတယ်အားလုံးပဲယောဂဗျာကင်ဝေးပြီးကျန်းမာကြွရှင်ကြပါစေ